မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာကဒီနေ့2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်တလစာဗုဒ္ဓခုရာဟုတာသမီတွေအတွက်ရှောင်းရန်ဆောင်ရန်ကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာပထမဒီ2025ခုနှစ်17လပိုင်းအတွင်းမှာဗုဒ္ဓခုရာဟုတာသမီမိတ်ဆွေတွေအားလုံးဘေးပြာမှန်များဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ်ဆရာတို့အချိန်တွေတွေ့၍နဲ့ပြောင်းလာတာအခုဆိုရင်ဟလာတလကနေစပြီးတော့ဇန်နဝါရီကစလို့အခုဆိုရင်နိုဝင်ဘာလရောက်လာပြီအဲ့တော့ဗုဒ္ဓခုရာဟုတာသမီမိတ်ဆွေတွေအတားလေးစားတဲ့နှစ်မရဏအိမ်လေးလာတည်တဲ့နှစ်ဆိုတော့မိတ်ဆွေဖို့တခုရအောင်သားသမီးတွေရဲ့ကံအရှင်ကြီးဒီတစ်နှစ်ဟာပြီးခဲ့တဲ့10လအတွင်းမှာဘလို့ရှင်နေရှိခဲ့မလဲဘာတွေကိုအဖက်တင်ခဲ့ပြီးဘာတွေများဆုံးရှုံးတယ်လဲကံကောင်းစေတဲ့နှစ်လားကံညံ့စေတဲ့နှစ်လားသို့မဟုတ်ရင်ကံအရှင်တွေဟာဒီလောက်ပဲတာမန်ထက်တော့ထူထူထူမရှိပါဘူးလားဆိုတာဆရာကိုကောမန်ထဲမှာမှတ်ပြီးတော့ကြပါဦးဆရာအခုတလားစာလေရှင်နေတာများပြီဆိုတော့စလိုက်ကြရအောင်ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဗုဒ္ဓဘုရားဥဒ္ဒသမီမိတ်ဆွေတို့ရဲ့တလတာကံကြမ္မာကိုတားတော့နဲ့ဆွဲတဲ့အခါအလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွာစိတ်နှစ်ခွာဖြစ်နေတယ်။ဒါကိုပဲလုပ်ရင်ကောင်းမလားဟိုအကိုပဲလုပ်ရင်ကောင်းမလားဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့စိတ်တွေမျှော်လင့်တောင်းတထားတဲ့အရာနှစ်ခုရှိနေတယ်။ယာရုလည်းတိုးခြင်းနဲ့နေရာထိုင်ခင်းလည်းပြောင်းကျင်တာမျိုးယာရုအိမ်လည်းပိုင်ခြင်းနဲ့ယောက်ျားလေးရခြင်းတာမျိုးဒီလိုမျိုးစိတ်ထဲမှာစိတ်နှစ်ခုအလုံးနှစ်ခုစိတ်နှစ်ခွာအလုံးနှစ်ခွာဖြစ်နေတတ်ပြီးတော့မျှော်လင့်ချက်နှစ်ခုဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့တခုရအောင်တာသမီးတွေကကျင်းသေးပါတယ်ဒီ17လပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့ကံဟာကောင်းတဲ့ပတ်မှာရောက်ရှိနေပါတယ်။အထူးသဖြင့်အခြားနေသားလေးတွေမှာတော့ဘုဒ္ဓခုရအောင်တာသမီးကဒီတလတာတော့တွင်မှာဆိုရင်တော့17လပိုင်းရဲ့ကံဟာရှိနေတာမိတ်ဆွေတို့ကကံကောင်းတဲ့ပတ်ကံအားဖြင့်တနည်းအားဖြင့်ပြောရရင်အစိုးတွေကနေပြီးတော့အညံ့တွေကနေပြီးတော့ကောင်းမွန်လာတာမျိုးလို့သမျှအစဉ်ပြေအောင်မြင်မဲ့နှစ်ဖြစ်ပါအောင်မြင်မဲ့လားဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ဖင်မမြဲသောကိစ္စလေးတွေနေရာတိုင်းနဲ့အပြောင်းလဲလေးတွေအိုးအိမ်ချမ်းမြေနေရာတိုင်းနဲ့အဆောက်အဦနဲ့ပတ်သက်ပြီးပြောင်းလဲဆောက်ရှင်တဲ့မိတ်ဆွေများရှေ့တို့လှုပ်ဆောင်ရအတွက်အားသာကောင်းမွန်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလုတ်တစ်ကြီးမှာအလုတ်အဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းလှုပ်ဆောင်နေတာမျိုးအစင်မပြေပြေအောင်စူးစမ်းဆွမ်းဆောင်နေတာမျိုးထက်လုပ်ငန်းအပြောင်းလဲအလုတ်အပြောင်းလဲဖြစ်စီပလန် A ပလန် B ဆိုပြီးတော့စိတ်နှစ်ခုစိတ်အလုံးနှစ်ခုလေးတွေမှာစဉ်းစားထားပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီစနစ်တကျနဲ့စီးနဲ့တေချာကိုလုပ်ရင်အနာဂတ်မှာရီမန်းချက်နဲ့တိုးတက်မှုတွေအားသာကောင်းမှုပဲလာဖြစ်ပါလေထို့အပြင်ဗုဒ္ဓဘုရားတော်သမီးဒီ17လပိုင်းတွင်မှာဆိုပညာရေးနဲ့ပတ်သက်လာရင်တော့နှစ်ကြိမ်နှစ်ခါစူးစမ်းနေရတာမျိုးနှစ်တရာများတယ်နော်နှစ်ကြိမ်နှစ်ခါစူးစမ်းနေရတာမျိုးတစ်ကြိမ်နဲ့တော့မပြီးမပြတ်ပဲနဲ့ခြေတို့ဆောင်ရဝင်ဝင်ဆောင်ပွဲတင်တဲ့ပฏิပတ်မှုပေးတဲ့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စေအင်တာဗျူးလို့ဆန္ဒလို့ပြီးပွားခီးသွားတော့ဘာသာစကားတွေနဲ့ပတ်သက်လာရင်လည်းနှစ်ခါတော့ဖြေကမှအောင်မြင်တာမျိုးနှစ်ကြိမ်လောက်တော့လောက်ရတဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်တာမန်ထတ်တော့အားမလျှော့စေဘူးကြောင်းနဲ့တကယ်လို့မှအားနည်းခဲ့ရင်လည်းကိုယ့်ရဲ့ကံကိုကဒီလိုဖြစ်ကြောင်းနဲ့အားပေးခြင်းပါလေကောင်းပြီဒီတလားတာတော့ဒီမှာဆိုရင်နိုင်ငံခြားခီးသွားနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလှုပ်ဆောင်မှာpassport လုပ်ငန်းဗီဇာလုပ်ငန်းခရီးသွားလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းတဲ့အပြင်ငကိုကကြံ့ကြာနေသောမိတ်ဆွေများဒီလမှာတော့မှနိုင်ငံခြားခရီးထွက်ရတာမျိုးပြပခရီးထွက်ရတာမျိုးလေးတွေရဝေးခရီးသွားရတာမျိုးလှုပ်လှုပ်ရှားရှားလှုပ်လှုပ်ရွာဖြစ်ရင်အပြောင်းလဲနဲ့တိုးတက်မှုတွေရရှိပြီးတော့ငကိုကခက်ခဲနေသောမိတ်ဆွေများလုပ်ငန်းဟောင်းကြီးမှာအဆင်ပြေအောင်စူးစမ်းနေတာမျိုးထက်အလုပ်တစ်ကလေးစတင်တာမျိုးလှုပ်လှုပ်ရှားရှားအပြောင်းလဲလေးနဲ့ပြုပြင်လုပ်လိုက်ရင်အားသာတိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်ကြောင်းလဲထလောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကိုကဟလာခရီးသွားကိစ္စနေရာထိုင်ခင်းကိစ္စယာထုလုပ်ငန်းခိုင်ခင်းနဲ့ပတ်သက်ယာထုတိုးဖို့ယာထုတက်ဖို့မျှော်လင့်တောင်းတနေတော့မိတ်ဆွေများယာထုတိုးခြင်းယာထုတက်ခြင်းတွေကျင်းတွေကိုကြုံရမယ်လားဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြောင်းလဲလေးနဲ့ရှေ့တို့လှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီ2025ခုနှစ်17လပိုင်းမှာဗုဒ္ဓဘုရားတော်သမီးတွေအယောင်းဝယ်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်အထက်အလိမ့်နဲ့ပတ်သက်တာတွေ social media influencer နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ပုံသက်၍ဆက်သွယ်မှုဆိုင်ရာတွေကွန်းလို့ပြောင်းလို့เนาะထို့အပြင်တွင်းထွက်ကုန်ပစ္စည်းတွေအထက်အလိမ့် TT ဖနက်ဒေါ်လာဒီဇယ်လောင်စာဆီအစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအယောင်းဝယ်နဲ့ပတ်သက်တာမျိုးတွေရေနဲ့ပတ်သက်သောလုပ်ငန်းလေးတွေအလှပရေးဟာအလှကုန်ဆိုင်ရာနဲ့ပတ်သက်သောလုပ်ငန်းလေးတွေဖန်စီလုပ်ငန်းစားတော့ကုန်လုပ်ငန်းကျွန်တော်တို့ခရီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာ operator အစရှိတဲ့လုပ်ငန်းတွေသို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီတလတာတော့ဒီမှာဆိုလက်လွန်ထားသောငွေကြေးတွေကိုတော့ပြန်လဲတောင်းဆိုတာမျိုးတွေဟာငွေကြေးပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်အဝေးကနေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ရုံးထွက်ပြီးတော့လှုပ်ဆောင်လိုက်တာမျိုးတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးနဲ့ရှိတူဆောင်ရွက်ခြင်းအခွင့်အလမ်းကောင်းဆန္ဒလိုမျှော်လင့်ချက်ကောင်းတွေကိုလက်ဆုပ်လက်ကရယူခြင်းတွေတိုးတက်နိုင်ပါတယ်။ OH ရှမ်းမြေဝယ်နေသူတွေ OH ရှမ်းမြေ
ဆွမ်းလာလို့ပေါ့ဟိုရှေ့တိုးပိုင်ဆိုင်လာအားတာမျိုးတွေစူတောင်းပြတာမျိုးတွေမမြင်ရသောပုံကိုယ်တွေရဲ့အကူအညီထောက်ပံ့လေးတွေကြောင့်အိုးအိမ်ချမ်းပြီးပိုင်ဆိုင်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေဗုဒ္ဓဘူးရောက်သားသမီးတွေကဒီတလတာတော်တွင်မှာဆိုလို့ရှိရင်တော့ဘာလို့မဆိုရှေ့တိုးပြီးတော့အားသာကောင်းမှာပါတယ်ငကိုကသားသမီးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတဲ့ကာလလေးတွေတောင်မှဒီကာလမှာမေတ္တာရေးတို့အေးချမ်းမှုတို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်တာပဲဆိုလို့ရှိရင်ငကိုကတောင်းရခံနေသောမိတ်ဆွေတွေဆိုရင်လည်းရဲရဲတင်းတင်းနဲ့မျက်နှာချင်းဆိုင် face to face တောင်းတာမျိုးဖြစ်စေတင်းတင်းရင်ခက်ပြက်ပြက်ပြောပြီးလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်အလောက်အကိုင်းနဲ့ပတ်သက်လာတဲ့အခါမှာတစ်ဖက်လက်သားသားသမီးတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တာမျိုးလေးတွေကြုံရတတ်တဲ့အပြင်ငွေကြီးနဲ့ပတ်သက်လာရင်ဘလောက်ပဲခက်ခဲစေကမှုကိုတိုင်းဦးစီးဦးဆောင်ပြီးတော့ချစ်တိုးဆောင်ရွက်ပြီးတော့ဆုံးဖြတ်လိုက်ရင်ငွေကြီးကံအားသာကောင်းမှုပြီးကံကောင်းလာစီမှာအသေးချာပဲဖြစ်တယ်တတိထားမယ့်အချက်လေးတွေကိုဆရာပြောပြချင်ပါတယ်ဒီလတာတော်တွေမှာဆိုရင်စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်အထူးသဖြင့်စေတနာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေပရဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့ဝင်ရောက်ပြီးတော့သူများမိသားစုကြားတွေထဲမှာကိုကဝင်ရောက်ပြောဆိုတာမျိုးလေးတွေမှာမလို့အလားအဖယ်နဲ့အခက်အခဲလေးတွေအကြံ့ကြာလေးတွေနည်းနည်းလေးဟိုကိုစိတ်အခက်မသိလို့ဖြစ်ရတာမျိုးလေးတွေစေတနာနဲ့ဖြစ်လိုက်ပေမဲ့ကိုကဝေဒနာမြင်သွားတာမျိုးလေးတွေကြောင့်တော့ပဋိပက္ခပြဿနာလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပါတယ်ဒါအပြင်စကားအများကြီးပြောရသောလုပ်ငန်းတွေနည်းနည်းလေးကံအားနည်းစီသောကာလဖြစ်ပြီးရည်ရွယ်ချက်မျှော်လင့်ချက်မျှော်မှန်းချက်တွေကိုတော့ကြိုတင်ပြောရင်ပြတ်တတ်သောကာလဖြစ်ပါတယ်ထို့အပြင်ဆက်ပစ္စည်းအသစ်တွေရင်အသစ်တွေတတိထားဆင်ခြင်ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာနည်းနည်းလေးညီကိုမောင်နှမတွေရဲ့စိတ်ပင်ပန်းမှုစိတ်မောလူမောစိတ်ဆင်းရဲမှုပေးတာမျိုးလေးတွေညီကိုသွေးချင်းတုံစင်းမိသားစုဝင်အတွင်းမှာဖြစ်စေမိမိနဲ့အတူရှိနေသောဆွေမကင်းမျိုးမကင်းဆွေမျိုးသားချင်းတွေရဲ့တောကလေးတွေနည်းနည်းကိုကဥဆောင်ဖြည့်ချင်းပေးရတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့စိတ်ညစ်ရတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်သတိထားဆင်ခြင်မှာကိုယ့်ကိုဆွမ်းနာလိုအနိုင်ယူတာမျိုးတွေတခုမဟုတ်တခုဆွမ်းနာလိုပေါ့ဟိုကောင်းချုံမပေးတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့ဗုဒ္ဓဘူးရောက်သားသမီးများအနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်သတိပြုဆင်ခြင်မှာထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံလုပ်ငန်းတွေကိုနဲ့မဆိုင်သောကိစ္စတွေကိုဝင်ရောက်ကူညီဖြည့်ချင်းပေးတဲ့လုပ်ငန်းလေးတွေမှာတော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့စားတောက်ကုန်လုပ်ငန်းတွေစက်ပစ္စည်းရင်အသစ်နဲ့ပတ်သက်တာတွေသတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါစေတနာကိစ္စလေးတွေဝေဒနာဖြစ်တဲ့ကြောင့်လည်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင်မိမိတို့ရဲ့စိတ်ထဲမှာစက်ခနဲပေါ်လာတာတွေဒေါသနဲ့ဖြည့်ချင်းတာမျိုးတွေတခုခုအလင်းစလို့ဆုံးဖြတ်တာမျိုးလေးဟာမိတ်ဆွေဗုဒ္ဓဘူးရောက်သားသမီးတွေကံကိုအားနည်းစေပြီးတော့ကံညံ့စေတော့ကာလဖြစ်ပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်တဲ့အလူကံဆွမ်းနာလို့ပေါ့အလူတန်းနဲ့ပတ်သက်တာမျိုးတွေမထင်မှတ်ဘဲနဲ့ကြီးမားသောအလူတွေရရှိတာမျိုးဖျားပုံဒီပုံတော်ဇေဒီအစရှိတဲ့အာရလေးတွေလက်ဆောင်ရရှိတာမျိုးလေးတွေကထူးထူးခြားခြားဦးညီမဆမှုတွေရရှိတတ်တယ်လူမျိုးခြားနေရာခြားဘာသာခြားတွေတိုင်းတစ်ပါးတွေရဲ့အကျိုးပေးမှုတွေအကျိုးပြုမှုလေးတွေကိုကြုံရတတ်သောကာလဖြစ်ပြီးတော့တစ်ချိန်ကကို့မှာအခက်အခဲတွေအကြက်အတဲတွေဖြည့်ရှင်းမှုတွေအစမပြေမှုတွေကိုတော့ဒီကာလမှာပြဿနာရဲ့လမ်းစာကိုကောင်းမွန်ပြီးတော့အောင်မြင်မဲ့လားဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လာရင်အစာအိမ်နဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးတွေသတိထားဆင်ခြင်မှာလေချောင်းနဲ့ပတ်သက်ပြီးတော့ဆွမ်းနာလေချောင်းနာတာမျိုးအတန်နဲ့ပတ်သက်တာမျိုးတွေမှာသတိပြုဆင်ခြင်ရအတွက်လိုအပ်ပြီးတော့အတန်နာတာမျိုးချောင်းဆိုးရွှဲတလေးဖြစ်တာမျိုးဒါမျိုးတွေစီးနဲ့ပတ်သက်ပြီးအောင့်နာမျိုးအစာအိမ်နဲ့ပတ်သက်ပြီးအခြေခံရှိတဲ့မိတ်ဆွေများသတိပြုဆင်ခြင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ကျန်တာကတော့ဘာမှစိုးရိမ်စရာမရှိပါဘူးလူငယ်တွေအရှိရေးနဲ့ပတ်သက်လာရင်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ထို့အပြင်သမီးစားများအနေနဲ့ဖူးစာဘတ်အမှန်တကယ်ပေါ်ခြင်းဖူးစာဘတ်ရဲ့အထောက်အကူကိုရရှိခြင်းအိမ်အောင်ဘတ်ရဲ့အထောက်အကူကိုရရှိခြင်းတွေကြုံရမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေဗုဒ္ဓဘူးရောက်သားသမီးမိတ်ဆွေများအနေနဲ့ဒီတလတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေများရတတ်တဲ့အတွက်ဘာလို့မဆိုကြိုတင်ဖွင့်မပြောပါနဲ့အပြတ်သဘောလေးတွေအဖြတ်သဘောလေးတွေအများကြီးဝင်တတ်ပါတယ်အိမ်အောင်ရေးနဲ့ပတ်သက်လာရင်အိမ်အောင်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပဋိပက္ခပြဿနာတက်တာမျိုးလေးတွေအကြီးအကျယ်ပြဿနာတက်တာမျိုးတွေရုံရောက်ကြက်ရောက်အမှုရင်ဆိုင်တရားအဖြစ်ချင်းတပေါင်းနေနဲ့အလုချုပ်တက်တော်လားဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်လာပြီးပြဿနာအရှိတီလာညီကိုမောင်နှမလေးတွေနဲ့မှတကြောင်မိမိရဲ့အိမ်အောင်ဘက်မှာတကြောင်ဒီလိုကိစ္စလေးတွေကြောင့်ဒါပြဿနာပဋိပက္ခတွေများစွာပေါ်ရနိုင်ပြီးတော့ကျန်တာဘာမှမဖြစ်ပါဘူးမိမိအိမ်အောင်မှမသိအောင်ဘာလို့မှစတင်လှုပ်ဆောင်တာမျိုးလေးတွေမလုပ်ပါနဲ့တတိပြုစင်နေရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့တတိပြုစင်နေရမလဲဆိုတော့ဒီကာလအတော်တွင်မှာဆိုလို့ရှိရင်တော့မထင်မှတ်ဖဲနဲ့စိတ်တော့ကပြီးမဲ့လူတွေညာအကိုရှိကိုရောက်ရှိလာတာမျိုးတွေစိတ်တော့ကပြီးတတ်တဲ့လားဖြစ်တဲ့အတိတ်အတွက်တတိထားဆင်ခြင်ပေးရန်တော့လိုအပ်ပါတယ်ရွှေနဲ့ပတ်သက်ပြီးအကျိုးပေးပါတယ်အထက်အလိတ်တွေထီတီပနက်တွေလက်ဆောင်ရရှိတာမျိုးတစားလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်ပူဇာဘက်ပူဇာရှင်တွေနဲ့လူငယ်များအနေနဲ့စုံတွေ့ရပြီးအဆက်အသွယ်ပြတ်နေတော့မိတ်ဆွေများဝေးကွာနေတော့မိတ်ဆွေများအနေနဲ့အဆက်ဆက်ရဒီလတာအတွင်းမှာအဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်ပြီးတော့ပြန်လဲစုံစည်းရတာမျိုးတိုင်ပင်ချင်းဆေးဆက်ရှင်တွေအတွက်တော့တိတ်ကိုအားသာကောင်းမှုတိုးတက်စေပါတယ်ခင်ဗျ
ဒါအပြင်ဗုဒ္ဓခုရောက်သားသမီးမိတ်ဆွေများဒီလတာတော်တော်မှာအချွေရောင်အနီရောင်ခဲရောင်အကျိုးပေးပါတယ်အကျိုးပေးသောအရာဟာတောင်ဆူဆူရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့မြောက်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့ဆိုရင်တော့ခုနှစ်ကဏ္ဍကိုကဏ္ဍနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့ဒီတလတာတော်တော်မှာဆိုရင်ဗုဒ္ဓဖူးသားသမီးမိတ်ဆွေများအနေနဲ့တောက်ကြသားသမီးတနင်္လာသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်မှာရာဟုသားသမီးများအနေနဲ့ကတော့တောက်ကြသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရင်ကံတရားရဲ့ထောက်ကူကိုရရှိတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်လှုပ်ပါမိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းအသစ်ဝင်လာတာမျိုးလေးတွေမိသားစုအတွင်းမှာရုပ်ပြရမတင်မှာပဲကြမ်းမာရင်ညံ့လာတာမျိုးပြဿနာအကြီးကြီးပဋိပက္ခတက်လာပြီဆိုရင်လူဝင်မတော်လို့ဖြစ်စေစက်ပစ္စည်းအဝင်မတော်လို့ဖြစ်စေဖြစ်ပါလိမ့်မယ်ဒါကြောင့်ကိုယ်တိုင်ညရဲ့ခရီးတရက်ထွက်လိုက်တာမျိုးဖြစ်စေတော့မဟုတ်လို့ရှိရင်စက်ပစ္စည်းအဟောင်းအဆုပ်တွေကိုဆွန့်လိုက်တာမျိုးဖြစ်စေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမှာပါတယ်စက်တူလုပ်ငန်းတွေညံ့ပါတယ်စားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့သူများကြွေးတဲ့ကန်းစာလေးတွေမှာသတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့မဆို plan A plan B ထားပြီးလို့ရင်ဒီလဟာကံတရားရဲ့အထောက်အကူကိုရရှိတတ်ပါတယ်အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ဗုဒ္ဓဘုရားကိုတာပြီးများအဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်သူကတော့လောကဝိတုဆိုတော့ဂုံတော်ပတိကိုတနေ့ကို၄ပတ်နှုံးနဲ့17ရက်တိစိတ်တာမျိုးဖြစ်စေတကယ်လို့မှအထက်လူကြီးအကြီးအကဲတွေနဲ့အစင်မပြေရင်တမ္မာတန်ဖို့တောဆိုတော့ပတိကိုစိတ်ချင်းဖြင့်နေရာထိုင်ခဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှေ့တို့အစင်ပြေအောင်မြင်တိုးတက်စီမှာအတိအကျပဲဖြစ်တယ်ဒီတလတာတော်တို့မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသားသမီးများအနေနဲ့အရေးကြီးသောကိစ္စတွေမိမိတို့ရဲ့လိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြရင်အနီရောင်တို့အဝါရောင်တို့များများပါသောအရောင်တွေကိုဝတ်ဆင်တော့ပါမိမိတို့ရဲ့ဟုတ်လားအရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်မြတ်စွာဘုရားမှာတောက်ရည်အေးအေးလေးနှစ်ခွက်ကလို့ကိုလူပြီးတော့ဆူတောင်းသွားရင်အောင်မြင်တိုးတက်စီမှာအသေးကြပဲဖြစ်တယ်ဒီလတာတော်တင်မှာဆိုရင်အရှိတောင်တောင်ရက်ကိုတတိထားပြီးသွားပေးပါထို့အပြင်မိတ်ဆွေတို့အနေနဲ့အရှိမြောက်တောင်ရက်ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပါတယ်ခင်ဗျာတနင်္ဂနွေသားသမီးမိတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးလေးတွေကြုံရတတ်သောကာလဖြစ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်မလုပ်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီလတာတော်ဒီမှာအဆက်ဆက်ရမိမိတို့ရဲ့ရောင်းကုန်ကိုဒီဝယ်ကုန်တွေရောင်းထွက်ရောင်းသွက်စေဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေမှန်သမျှကိုဆရာတို့ဟိုထီကလေးတစ်ချောင်းနဲ့ထိခေါက်ရိုက်ပုတ်ပြီးတော့ရောင်းမှာကအယောင်းတွက်အယောင်းထွက်သွားဒီမှာအသေးကြပဲဖြစ်တယ်မိမိတို့ရဲ့ဟလာဟိုဒီတလတာတော်ဒီမှာဆိုလို့ရှိရင်တော့ကန်ဆာဓာတ်တွေပွင့်လန်းစေရန်အတွက်ဟိုဆန်းတို့စီးတို့ဆေးတို့စားတို့ဒီအစရှိတဲ့အရာလေးတွေအင်္ဂါနံပစ္စည်းလေးတွေများများလူတာမျိုးလေးတွေဖြစ်စေဆန်နဲ့ပတ်သက်ပြီးမရှိစင်းရသားလေးကိုဝေမျှပေးတာမျိုးတို့ဆွမ်းနာတို့ဒီလိုအင်္ဂါနံပစ္စည်းလေးတစ်ခုခုကိုလူတန်းပြီးခြင်းအပြင်ကုသိုလ်လုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအညံ့တွေကနေပြပြောက်သွားပါမယ်ဗုဒ္ဓဘုရားကိုတာပြီးမိတ်ဆွေများဒီတလတာတော့ဒီမှာအဆက်ဆက်ရအောင်မြင်စင်ပြီးဇီယံအတွက်ပြုလုပ်ရမယ်ရေရာကိုမပြောမိကျေးဇူးတင်ပါတယ်ဆရာနေနောက်ပိတ်တွေမြင်ချင်းခုံ9392939လေးတစ်လျှောက်790290416 WhatsApp Telegram မှာဖြစ်စေ Viber နံပါတ်96395050နဲ့မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့တခုလောက်ကြံပေးပါရစေဆရာကင်မရာအနေနဲ့ကြည့်ရတာအဆင်မပြေတောင်းပန်ပါလေဆရာဒီမှာဗီဒီယိုရည်သွေးလေးမြင့်တဲ့သဘောနဲ့ကျွန်တော်ရိုက်ကွင်းလေးတွေရောပုံစံလေးတွေရောရှင်းရိုက်ထားတဲ့အတွက်ကျွန်တော်အန်တနိုင်ဖြစ်နေတာတော့နားလည်ပြီပါခင်ဗျာကျေးဇူးတင်ပါတယ်ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတွေဒီတလတာတော့ဒီမှာအဆက်ဆက်ရအဆင်ပြေအောင်မြင်စေပြီးငွေကြေးကံကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ပကံများလေးတစ်ချက်တည်းမှာဆန်ကလေး၃စုပ်ကိုကုတ်ထဲပါဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဆန်ကလေး၃စုပ်ကိုကုတ်ထဲပါကုတ်ထဲပြီးတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့ဆွမ်းနာလို့စားလေးနဲ့ငယ်ထုတ်တာမျိုးဆရာတို့ဘန်းလေးတစ်ချက်တည်းမှာပဲပကံများတစ်ချက်တည်းမှာပဲဆန်စီစေးစားဆိုတဲ့အလူလေးနဲ့ငွေလေး3000ကျပ်ကိုဟုတ်လားငွေလေး3000ကျပ်ကိုဆရာတို့လိပ်ပြီးတော့ကြော့လို့ထိုးပြီးတော့သတိကံလို့ဖြစ်စေကြော့လို့ဖြစ်စေထိုးပြီးတော့မိတ်ဆွေတို့ရဲ့နေအိမ်ဖျားမှာလှူဒန်းအခြင်းအားဖြင့်ဖြစ်စေမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းမှာဖျားမှာလှူထားခြင်းအားဖြင့်မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းစေပါတယ်ဈေးရောက်ကောင်းစေပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်မြတ်စွာဘုရားမှာလှူထားတဲ့တောက်ရည်ခွက်ထဲကရေကိုစွန့်ပြီးတဲ့အခါလက်မျိုးလေးနှစ်ချောင်းနဲ့နှစ်ပြီးတော့လောကဝိတုဆိုပြီးအခေါက်40ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဈေးဆိုင်တွေဆိုင်တွေလုပ်ငန်းတွေကိုဖြန့်ခြင်းအားဖြင့်အဆက်ဆက်ရအဆင်ပြေပြီးပိတ်နေတဲ့လက်တွေပွင့်လန်းလာစီမှာအသေးချာကြောင်းပြောရင်းနဲ့ဗုဒ္ဓဘုရားတော်သမီးမိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်နိုဝင်ဘာလအတွင်းမှာဆက်ဆက်ရရေဒနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးခဲ့သူစီးစိမ်ဥစ္စာများတိုးပွားအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းရင်းနဲ့ဆရာကိုဘယ်လိုရှိနေရှိတော့ဆရာနည်းနည်းလေးပုံစံရေးသွင်းမြင်ထားတာလေးဘယ်လိုရှိနေရှိလဲဆိုတာလေးကျွန်တော်ကို comment ပေးခဲ့ပါဦးခင်ဗျာကျွန်တော်အနေနဲ့လိုအပ်တာကိုခင်ဗျားတို့အတွက်အမြဲတမ်းရှိနေကြောင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်လိုရုပ်ချောပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်